ဇလန်းဆောင်မှာတော့ဂျာဆန်တို့လင်မယားနှစ်ယောက်ဟာအိမ်ပြင်ကိုကြည့်လိုက်တဲ့အချိန်တစ်မျိုးလုံးကလူတွေအထိတ်တလန့်နဲ့ထွက်ပြေးနေကြတာကိုတွေ့လိုက်ရပါတယ်။ဘာတွေဖြစ်နေမှန်းဘယ်သူမှမသိကြပေမဲ့သူတို့လည်းသမီးလေးကိုခေါ်ပြီးမြို့ထဲကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လမ်းတစ်ဝက်ရောက်တဲ့အချိန်မှာထွက်ပြေးနေတဲ့လူတွေကရုတ်တရက်နောက်ပြန်လှည့်လာပြီးလမ်းတွေပိတ်ဆို့သွားပါတော့တယ်။မကြခင်မှာစစ်တပ်ကမြို့ဝင်ထွက်အားလုံးကိုပိတ်လိုက်ပြီးရဟတ်ယာဉ်တွေပေါ်ကနေမြို့ထဲမှာအန္တရာယ်ရှိတဲ့ကူးစက်ရောဂါပြန့်နှံ့နေကြောင်းကြေညာလိုက်ပါတယ်။ဂျာဆန်တို့ဘာလို့ရမှန်းမသိသေးခင်မှာပဲကောင်းကင်ဘော်ကနေမီးလုံးကြီးတစ်လုံးကျလာပြီးမီးခိုးတွေဖုံးလွှမ်းသွားခဲ့ပါတယ်။တိတ်မကြခင်စစ်လေယာဉ်တွေရောက်လာပြီးမြို့တစ်မြို့လုံးကိုမညာမတာဘုံကျဲဖျက်ဆီးပါတော့တယ်။အဲ့ဒီအချိန်မှာဘေးကစစ်တပ်ဟာလူတွေကိုကယ်ဖို့မဟုတ်ပဲကူးစက်ခံထားရသူတွေကိုအကုန်ရှင်းပစ်ဖို့ရောက်လာတာဆိုတာသဘောပေါက်သွားပါတယ်။သူတို့မိသားစုဟာတောင်ဘက်ကိုအမြန်ထွက်ပြေးရင်းကျောင်းဟောင်းတစ်ခုကိုတွေ့သွားပြီးအောက်မှာရှိတဲ့မြေအောက်ဘန်ကာထဲဝင်ပုန်းလိုက်ကြပါတယ်။ဘန်ကာထဲမှာစားစရာအများကြီးရှိပေမဲ့အားလုံးကတက်တန်းကုန်နေပြီဖြစ်ပါတယ်။အသက်ရှင်ဖို့အတွက်ပဲအဲ့ဒီအစားအစာတွေကိုစားရင်နေ့ရက်တွေကိုဖြတ်တန်းခဲ့ကြပါတယ်။ရက်သက်တွေတဖြည်းဖြည်းကုန်ဆုံးလာပေမဲ့အပြင်မှာဘာတွေဖြစ်နေမှန်းဘယ်သူမှမသိကြပါဘူး။သမီးလေးကတော့နေတိုင်းအိမ်ပြန်လို့မရသေးဘူးလားလို့မေးနေခဲ့ပေမဲ့ကျဆုံးမှလည်းအဖြေမရှိခဲ့ပါဘူး။ဒီနေ့မှာတော့သမီးလေးဟာဘန်ကာထဲကမှန်ကိုကြည့်ရင်အပြင်မှာလူတယောက်မှမတွေ့တာကြောင့်ငါတို့ပဲအသက်ရှင်ကျန်တော့တာလားလို့မေးလိုက်ပါတယ်။ဂျာဆန်ကတော့သမီးရဲ့မျက်လုံးကိုလက်နှစ်ချောင်းနဲ့ပိတ်ပြီးမကြောက်နဲ့တခြားလူတွေလည်းငါတို့လိုတနေရာမှာပုံနေကြမှာပါလို့နှစ်သိမ့်ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့စားစရာဘူးတွေအလုပ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။စစ်ကြည့်လိုက်တော့ကြက်တွေကဘန်ကာထဲဝင်လာပြီးရက်ပေါင်းများစွာစားစရာတွေကိုခိုးစားနေခဲ့တာပါ။ဂျက်ဆင်ကကြက်ကိုလိုက်တက်ရင်မီးအိမ်ကိုတိုက်မိသွားလို့ဘန်ကာထဲမှာမီးလောင်ကျွမ်းမာတော့တယ်။အတော်ကြာစူးစမ်းပြီးမှမီးကိုငြိမ့်သက်နိုင်ခဲ့ပေမဲ့မီးခိုးတွေကလေဝင်ပေါက်ကနေအပြင်ကိုထွက်သွားခဲ့ပါတယ်။တညာလုံးကြောက်ကြောက်လန့်လန့်နဲ့စောင့်နေခဲ့ပေမဲ့ကံကောင်းစွာဘာမှမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့မနေ့ရောက်တော့မီးလောင်ထားတဲ့ပြားတွေကဘန်ကာအပြင်ကိုပြန့်ကျဲနေခဲ့တာကြောင့်ဂျာဆန်နဲ့ဘဲတို့ဟာအဲ့ဒီသဲလုံစတွေကိုဖျောက်ဖို့မဖြစ်မနေပြင်ထွက်ရတော့မယ်ဆိုတာနားလည်သွားခဲ့ပါတယ်။ဂျက်ဆန်နဲ့ဘဲတို့ဟာဘန်ကာအပြင်ကိုထွက်ပြီးမီးလောင်ထားတဲ့ပြားတွေကိုရှင်းလင်းနေကြပါတယ်။သမီးလေးကတော့အထက်ကမှန်ကိုကြည့်ရင်မိဘနှစ်ယောက်ကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတစ်တောဘက်ကနေအရင်မင်းကြီးတစ်ခုတဖြည်းဖြည်းနီးလာတာကိုသူမမြင်လိုက်ရပါတယ်။ဘလောက်အော်ခေါ်အပြင်ကဂျာဆန်တို့မကြားနိုင်တာကြောင့်သမီးလေးဟာဘန်ကာထဲကနေပြေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့အပြင်ရောက်တော့မိဘနှစ်ယောက်လုံးမတွေ့တော့ပဲကြောက်လန့်ပြီးလိုက်ရှာနေချိန်မှာဘေးကနောက်ကနေပါဇက်ပိတ်ဖမ်းလိုက်ပါတယ်။ဂျေဆန်တို့လည်းအဲ့ဒီတတော်ဝါကိုမြင်ထားပြီးသားဖြစ်လို့ပုံနေခဲ့တာပါ။တတော်ဝါကြီးထွက်သွားတာနဲ့သူတို့၃ယောက်လုံးဘန်ကာထဲအမြန်ပြန်ဝင်ပြီးတကားကိုတန်ကြိုးတွေနဲ့ပိတ်လိုက်ကြပါတယ်။ဒါပေမဲ့အပေါ်ကနေလေးလံတဲ့ခြေတံတွေထက်ကြားလာပြီးတတော်ဝါဟာဘန်ကာပေါ်မှာလှည့်ပတ်ရှာဖွေနေပါတော့တယ်။ဂျေဆန်ကအတန်မထွက်နဲ့ငါတို့အတန်ကိုကြားရင်တေးသွားလိမ့်မယ်လို့သမီးကိုသတိပေးလိုက်ပါတယ်။ခဏကြာမှာတော့ဘန်ကာတကားကိုအပြင်ကနေအားနဲ့ဆွဲဖွင့်လာပြီးတန်ကြိုးတွေတစ်ချောင်းချင်းပြတ်ထွက်လာပါတော့တယ်။ဘက်ကကိုလေးချိန်နဲ့တကားကိုဖိထားပေမဲ့မနိုင်တော့ပါဘူး။တကားကသွားချိန်မှာတော့အပြင်ကနေအစိမ်းရောင်တောက်ပနေတဲ့မျက်လုံးနှလုံးကိုသာမြင်လိုက်ရပြီးဂျေဆန်ကတန်ပိုက်တစ်ချောင်းကိုချိုးကာတကားကိုပြန်ပိတ်နိုင်ခဲ့ပါတယ်။သူတို့ထင်ထားသလိုအန်နီယေကမပြီးသေးပါဘူး။စားစရာလဲကုန်ကားနီးအပြင်မှာလဲအဲ့ဒီတတော်ဝါတွေရှိနေစေဖြစ်ပါတယ်။တိတ်မကြခင်မှာပဲတတော်ဝါအများကြီးရောက်လာပြီးဘန်ကာတကားကိုအင်အားနဲ့ချိုးဖျက်လိုက်ပါတယ်။ဂျေဆန်ကမီးနဲ့တားဖို့စူးစမ်းပေမဲ့မီးအားလျော့လာတာနဲ့တတော်ဝါတွေကအထဲကိုဆင်းလာပါတော့တယ်။အဲ့ဒီအချိန်မှာသမီးလေးကလေဝင်ပေါက်ထဲမှာလှုပ်ဝက်ထွက်ပေါက်တစ်ခုရှိနေတာကိုတွေ့လိုက်ပါတယ်။ဂျက်ဆန်ကသမီးနဲ့ဘက်ကိုအရင်တက်ခိုင်းပြီးသူကိုယ်တိုင်လိုက်တက်ဖို့စူးစမ်းပေမဲ့လမ်းချင်းလွန်တာကြောင့်ပိတ်မိသွားခဲ့ပါတယ်။ဘက်ကအားကုန်ဆွဲပေမဲ့မရနိုင်ခင်မှာပဲတတော်ဝါတွေကဂျက်ဆန်ကိုဆွဲချသွားခဲ့ပြီးဂျက်ဆန်ကတော့သမီးကိုခေါ်ပြီးထွက်ပြေးတော့လို့အော်ပြောရင်းသူတို့အတွက်အသက်ပေးခဲ့ပါတယ်။ဘက်နဲ့သမီးလေးဟာအသေးအတန်ထွက်ပြေးပေမဲ့ရုတ်တရက်ရဟတ်ရင်တစ်စီးရောက်လာပြီးစစ်သားတွေကသူတို့ကိုပိုက်ကွန်နဲ့ဖမ်းလိုက်ပါတယ်။အစပိုင်းမှာကဲတင်ခံရပြီလို့ထင်ခဲ့ပေမဲ့စစ်သားတွေကသူတို့ရဲ့သွေးကိုစစ်ဆေးလိုက်တဲ့အခါလေဘင်းကသွေးကြောတွေမင်းနေတာကိုတွေ့သွားပါတယ်။အဲ့ဒီအချိန်မှာပဲကူးစက်ရောဂါဟာလေကနေကူးစက်တာဖြစ်ပြီးမြို့တွေကလူတိုင်းကူးစက်ခံထားရပြီဆိုတာပေါ်လာပါတော့တယ်။ကုသဆေးမရှိတာကြောင့်စစ်တပ်ကကူးစက်ခံရသူမှန်သမျှကိုတွေ့တာနဲ့တပ်ပစ်ဖို့အမိန့်ရထားတာဖြစ်ပါတယ်။စစ်သားတွေပြစ်တက်တော့မယ့်အချိန်မှာပဲနောက်ကနေတတော်ဝါတကောင်ဝင်တိုက်ခိုက်လိုက်ပြီးအခြေအနေရုပ်ရုပ်သေးသေးဖြစ်သွားပါတယ်။ဘက်ကသမီးကိုခေါ်ပြီးထွက်ပြေးခဲ့ပေမဲ့မကြခင်မှာသူမရဲ့ခန္ဓာကိုယ်ကစတင်ပြောင်းလဲလာပါတယ်။မျက်နှာပေါ်ကသွေးကြောတွေမင်းလာပြီးနှလုံးတွေကလည်းကြောက်စရာကောင်းလာပါတော့တယ်။သမီးလေးလည်းစစ်သားတယောက်ကိုမြင်ပြီးဒေါသထွက်သွားချိန်မှာအလားတူပြောင်းလဲသွားပါတယ်။ဒါပေမဲ့ဒေါသပြေသွားတဲ့အခါနှစ်ယောက်လုံးပုံမှန်လူလိုပြန်ဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ဟာအစကတည်းကကူးစက်ခံထားရပေမဲ့ဒေါသမထွက်ခဲ့လို့တတော်ဝါပုံစံမပြောင်းခဲ့တာကိုနားလည်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ဂျက်ဆန်ရှိတဲ့နေရာကိုပြန်သွားပေမဲ့ဂျက်ဆန်ကတော့ဒဏ်ရာပြင်းထန်လွန်ပြီးတေဆုံးခါနီးဖြစ်နေပါပြီ။နောက်ဆုံးအချိန်ဖြစ်ဂျက်ဆန်ဟာသမီးရဲ့မျက်လုံးကိုလက်နှစ်ချောင်းနဲ့ပိတ်ပြီးအမြဲလိုနှစ်သိမ့်ကအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ရဟတ်ရင်တန်တွေထက်ကြားလာတာနဲ့ပထမသမီးကိုခေါ်ပြီးထပ်မံထွက်ပြေးခဲ့ပါတယ်။နောက်ဆုံးမှာတော့မြေအောက်ဘန်ကာကြီးတစ်ခုကိုရှာတွေ့ခဲ့ပြီးအဲ့ဒီထဲမှာသူတို့လိုပဲကူးစက်ခံထားရတဲ့အသက်ရှင်ကျန်သူတွေအများကြီးပုံအောင်နေကြတာကိုတွေ့လိုက်ရပါတယ်။သူတို့အားလုံးဟာကိုယ်ခန္ဓာကိုယ်ထဲမှာ monster တစ်ကောင်ရှိနေမှန်းသိပေမဲ့အသက်ရှင်ဖို့အတွက်တော့ဆက်လက်ရုန်းကန်နေကြပါတယ်